ချစ်ဦးမတ်ထက်နေရာမှာချစ်သူတစ်ကိုအစားထိုးတော်မဲ့အောင်ရဲလင်းပရိသတ်ကြီးတို့ရဲ့မင်းသားချောင်းအောင်ရဲလင်းကတော့တချိန်ကအချစ်ဦးမတ်ထက်နဲ့အင်္ဂသဘောမတူလို့လမ်းခွဲခဲ့ရသူဖြစ်ပါတယ်။မတ်ထက်နဲ့လမ်းခွဲပြီးနောက်ပိုင်းချစ်သူအစ်စ်တွေထားခဲ့ပေမဲ့လည်းတယောက်နဲ့မှမမြဲခဲ့ပါဘူး။အချစ်ဦးဆိုတော့မြေဦးရရင်တော့မမေ့ဘူးဆိုတဲ့စကားလိုပဲသူတွဲခဲ့တဲ့မိန်းကလေးတွေကမတ်ထက်နဲ့တင်းနေရမှာဆင်တူနေတာများပါတယ်။ခုချိန်မှာတော့အောင်ရဲလင်းကတကိုယ်တည်းလူပြိုကြီးဘဝကိုဖျက်ဆီးနေပြီးရည်စားထားဖို့စိတ်ကိုမရှိဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းသူပရိသတ်တွေကတော့စေးပေးမီယူလေးတယောက်လောက်ယူစေချင်နေကြတာပါ။လက်တလောမချစ်တင်သောဇလန်းမှာအတူတွဲဖက်တရုပ်ဆောင်ထားတဲ့တက်သစ္စမင်းသမီးလေးတိမ်မွေးတန်စင်နဲ့အတွဲညီညီတရုပ်ဆောင်ထားတာတဘာဝကြလွန်းတာမို့ပရိသတ်တွေကသဘောတူနေကြပါပြီ။တိမ်မွေးတန်စင်ကလည်းအောင်ရဲလင်းကိုငယ်စဉ်ကတည်းကသဘောကျခဲ့ရတာလို့ဆိုထားပါတယ်။အောင်ရဲလင်းဘက်ကလည်းသူမကိုကြည့်တဲ့အကြည့်တွေကအချစ်တွေနဲ့အမြဲနူးညံ့နေတာပါ။စက်ကောင်စရိုက်ပဲဝင်နေတာလားတကယ်ပဲသဘောကျနေကြတာလားဆိုတာတော့ကာယကံရှင်တွေပဲသိမှာပါပရိသတ်တွေကတော့အောင်ရဲလင်းကမတ်ထက်နေရာမှာအစားထိုးဖို့ချစ်သူအသေးရတော့မယ်ဆိုပြီးကောလာဟာလာတွေလိုက်ဖြန့်နေကြပြီဖြစ်ပါတယ်